ဒီအောက်ခဏစင်းလို့ အိမ်မှာဘာမှမရှိတော့ဘူး ဘာမှမရှိရလေ စံစီစားအကုန်ကုန်ပြီ ဟော လုံးဝဟေး အဲ့ဒါမလုပ်နေရလဲ အဲ့ဒါတကယ်ဖြစ်တော့ လုံနေမှာပေါ့အလုံးလောက်တာဘယ်လောက်ကြာပြီလဲအော်ဗီဒီယိုတစ်တခါဆက်ဖို့ရေးနောက်ခံအကြောင်းကလေးလာမလွယ်ပါဘူးမင်းမရရုပ်ရှင်ကမကြည့်ချင်မနဲ့ကြည့်နေရတယ်ပြီးသွားပြီ အလုပ်ပြီးသွားလား ။အော်ဘာရီစက်ချလို့ပြီးပါဗီဒီယိုကမှဆက်ဆက်။ဖိုင်လေးစာလုံးကထမင်းလေးပူပါ မိုက်တော့ကွာဖဲတင်းသွားအော်မင်းမခဏအိတ်လာမယ်နော်အဲ့ရလုံးမှာထားစင်းစားပိုကောင်းမလားလို့ ။ idea ရတာနေနေပါပဲ။တော့နိုင်မရညွှန်းတော့အော်မင်းမရေတော့ပဲအချက်လောက်ကြည့်ပြပါဦးငါတင်တော့နည်းနည်းလေးလုံနေသေးတယ်သိတော့မကြိုက်သေးဘူးမနေ့ပြန်မှာအသစ်စာပြီးပို့ပေးလိုက်ရင်ကောင်းမလား ပတ်စံတရက်နဲ့လားစောက်လိုက်ရတယ် ဟမ် ဟဲ့ဟောအဲ့ဘာလုပ်နေလဲ နင်းကနေဖက်ကြည့်လေ မင်းတို့ကနေရှာချင်ပြီးဆွဲလိုက်တာအဲ့ နေလုံးလုံးကိုစပြီးပြင်နေရဆွဲထားတာ ဟာ ဟယ်လိုကို အမမားတို့ပတ်စံဘယ်တော့ပေးလာလဲသိတယ် အော်ကိုတရက်နှစ်ကြာရင်ပေးမယ်နော် ။ခင်ဗျားတို့ပြောနေတာကြားလာတယ်။လက်နဲ့နောက်ဆုံးလို့ကျတယ်ဒါပဲ အော်ဟုတ်ကိုတရက်နှစ်လောက်တော့စောင့်မအောင်နော် ။လက်နဲ့ညနေနောက်ဆုံးလာပြီးပေးရအောင်နော် အော်ဟုတ်ကဲ့ပါကိုဟုတ်ညီမဖုန်းပြန်ဆက်ပေးပါမယ်နော်ကိုဟုတ်ကဲ့နေကြလားဓမ္မ ဟဲ့ဒါဘာလုပ်တာလဲဟဲ့မိမရေမိပြပါဟဲ့နောက်နေ့မှပဲဆက်လုပ်တော့မယ်နော်